USDP ပါတီအနေနဲ့ပေါ့နော်ရှင်ပြိုင်စရာမလိုဘဲနဲ့အနိုင်ရတဲ့မဲဆန္ဒနယ်တွေရှိတယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိတယ်အဲ့ဒီပုံမှာဘယ်လိုတုံ့ပြန်ပြောကြလို့လဲဆိုတာလေဒါတော့စကားတစ်စီစကားချပြောနေလို့လည်းသုံးတာပါပဲနော်ဘယ်သူမှလည်းမပြန်ခိုင်းတာကျွန်တော်တို့ကတော့ပါတီကအင်အားလည်းကြီးတယ်နေရာတိုင်းမှာကျွန်တော်ပါတီတွေရှိတယ်တော့ကျွန်တော်ဒီပါတီတွေပေါ့ပဲ constitution တက်တယ်ဆိုရင်အားလုံးပဲတိုင်တာမတိုင်တာတော့မတိုင်တဲ့လူတွေလုပ်ပဲလေတိုင်ပဲလူမရှိလို့နိုင်တယ်ဆိုတော့တိုင်ပဲလူမရှိအောင်ဒီအောင်မပြန်ဘူးဘယ်သူမှကတ်တတ်တာမဟုတ်ပါဘူးကျွန်တော်ဒါကတော့ဘိုးကြီးပါဗျာပြောတာတော့တဘိုးကြီးကျွန်တော်ကဝင်ပြိုင်တယ်မနေ့ကတော့မှမင်းပြောသွားတယ်ဟလာရဲတဲ့လူဝင်ပြိုင်ပေါ့မရဲတဲ့လူမပြိုင်တော့ဒီလိုနဲ့ကျွန်တော်မသုံးတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့နေရာဆုံးကျွန်တော်ကလူအင်အားရှိတယ်ကျွန်တော်ဝင်ပြိုင်တယ်ပြိုင်မပြိုင်တာတော့တဲ့တဲ့လူတောင်းတယ်နိုင်ငံတော်ဆိုတာကတ်တာတော့ရှိတယ်အောက်တိုဘာ28ရက်မနက်ပိုင်းကပြုလုပ်တဲ့ပြည်အောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေးဆိုင်ဘုတ်တင်ပွဲအခမ်းအနားအစီအစဉ်အပြီးသတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်ရင်းပါတီရဲ့ဥက္ကဋ္ဌဦးခင်ရီက NHB သတင်းဌာနရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားသွားတာဖြစ်ပါတယ်။ယခုရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းနဲ့ကျင်းပပြုလုပ်မှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလ17ရက်မှာကျင်းပပြုလုပ်မဲ့ဒုတိယပိုင်းမှာပါဝင်တဲ့မြို့နယ်တရားရဲ့စာရင်းကိုတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကမနေ့ကအောက်တိုဘာ28ရက်နေ့မှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ကျွန်တော်ဝင်းဦးပါ